လင်းဆဗရီရဲ့ estate နဲ့ New MDR Construction တို့မှာပူးပေါင်းကျင်းပတဲ့9ချိန်မြောက်တိုက်ခန်းရောင်းပြပွဲကြီးဘဝအတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဆိုရင်ငွေကိုဘဏ်မှာပဲထားမလားဒါမှမဟုတ်အိမ်တစ်လုံးနဲ့ရတနာတွေအဖြစ်ပြောင်းလဲလိုက်မှာလားငွေကြေးပေါက်ပေါက်မှုတွေကြားမှာမိတ်ဆွေတို့ရဲ့ငွေကိုစိတ်ချရဆုံးနဲ့အမြတ်ဆုံးအရှိဆုံးဖြစ်အောင်ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကတော့အိမ်ချက်မြေဝယ်ယူခြင်းပါပဲဒါကြောင့်မလို့ညီမတို့လင်းဆဗရီရဲ့ estate နဲ့ New MDR Construction တို့မှာမိတ်ဆွေတို့အတွက်9ချိန်မြောက်တိုက်ခန်းရောင်းပြပွဲကြီးကိုကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီရောင်းပြပွဲကြီးမှာဆိုလို့ရှိရင် New MDR Construction မှာဆောက်လုပ်ထားတဲ့ကျိုးမိုက်တိုက်ခန်းလေးတွေနဲ့ပစ္စည်းပိသားအခန်းလေးတွေကိုတနေရာထဲမှာတစ်ထိုင်နဲ့ဗန်ချင်းနဲ့ဝယ်ယူနိုင်မှာဖြစ်တယ်လို့ကတ်ရှောင်းနဲ့လည်းဝယ်ယူနိုင်မှာဖြစ်ပါတယ်အခြားသောအိမ်ချက်မြေတွေကိုလည်းတနေရာထဲမှာစုံလင်စွာရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ် New MDR Construction မှာတိုက်ခန်းလေးတွေကိုဝယ်ယူအားပေးတဲ့မိတ်ဆွေတို့အတွက်300အထိအထူးသက်သာငွေရရှိမဲ့အပြင် VAS ဂျမ်မန်ဂျူဝယ်မှာရွှေတယ်မပါလက်ဝတ်ရတနာဝယ်ယူခွင့် 25% discount gift card ကိုလည်းပေးရတော့မှာဖြစ်ပါတယ်အခြားသောအိမ်ချက်မြေဝယ်ယူတဲ့မိတ်ဆွေတို့အတွက်လည်း VAS ဂျမ်မန်ဂျူဝယ်မှာရွှေတယ်မပါလက်ဝတ်ရတနာဝယ်ယူခွင့် 25% discount gift card ကိုလည်းထပ်မံပေးရတော့မှာဖြစ်ပါတယ်ပြပွဲကျင်းပပြုလုပ်မယ်နေ့ရက်လေးကတော့ January လ24-25နှစ်ရက်ကျင်းပပြုလုပ်မှာဖြစ်ပြီးတော့အချိန်အားဖြင့်ဆိုရင်တော့မနက်10:00 နာရီကနေညနေ4:00 နာရီအထိကျင်းပပြုလုပ်ပြီးသွားမှာဖြစ်ပါတယ်။ပြပွဲကျင်းပပြုလုပ်မယ်နေရာလေးကတော့အမှတ်1-5ကားကြီးမင်းရဲကျော်စော9လမ်း9ရပ်ကွက်တောင်ကလာပါမြို့နယ်မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီ promotion လေးကိုလက်လွတ်မခံဖို့အတွက်ဒီ post ရဲ့ link ကနေတစ်ဆင့် register ကိုအခုပဲအမြန်ဆုံးတင်သွင်းလိုက်တော့နော်။အချက်မြေကွန်တိုက်ကန်နေတဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးဖြေရှင်းပေးဖို့အတွက်ညီမတို့လင်း7 Real Estate ကအမြဲစင်နေရှိနေပါတယ်ရှင်။